ငွေရှိတိုင်းရရှိဖို့မလွယ်ကူတဲ့အဘိဓမ္မာစေကပွဲကိုပိုင်ဆိုင်ထားပြီးအမျိုးသမီးတွေအတွက်စံပြဖြစ်လာတဲ့ဖူးဆောင်အနုပညာရှင်ရုပ်ရှင်မင်းသမီးတွေကိုပရိသတ်တွေကဖက်ရှင်အလှပနဲ့သရုပ်ဆောင်မှုတွေကိုသာအဓိကထားပြီးသတိထားမိတတ်ကြပါတယ်ပရိသတ်တွေရဲ့ချစ်တော်မင်းသမီးချော်လီဖူးဆောင်ကတော့သရုပ်ဆောင်ကောင်းသလိုဘာသာရေးမှာလည်းထူးချွန်သူဖြစ်ပါတယ်နော်ဖူးဆောင်ကဘာသာရေးနဲ့သက်ဆိုင်တဲ့အဘိဓမ္မာစေကပွဲကိုရယူနိုင်ခဲ့ပြီးဖြစ်တာကြောင့်သူ့ရဲ့စူးစမ်းထုံနိုင်မှုကိုလေးစားနေကြပါတယ်ဖူးဆောင်ကအလုပ်ကို professional ဆက်ဆံသရုပ်ဆောင်တတ်သူဖြစ်တာကြောင့်ဇယုတ်ရဲ့ဇယိုက်လက္ခဏာအတိုင်းအဝင်ခွင့်ချဖြစ်အောင်အကောင်းဆုံးသရုပ်ဆောင်နိုင်ပါတယ်ရုပ်ရှင်မင်းသမီးတယောက်ဖြစ်ဖို့အလုပ်တွေများနေတဲ့ကြားတဲ့ကနေအဘိဓမ္မာတရားဓမ္မတွေကိုလေ့လာလိုက်စားဖို့မလွယ်ကူဘူးရှင်ဖူးဆောင်လို့ခေါ်တဲ့ဒေါ်တင်စာစိတ်ဇုံကတော့ဘာသာရေးကိုအပေါ်ယံလေ့လာတာမဟုတ်ပဲအဘိဓမ္မာစေကပွဲကြီးကိုထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်ဖူးဆောင်ကအနုပညာလောကတွေကနေခဏတာအနားယူခဲ့ကရန်ကုန်ကအဘိဓမ္မာတက္ကသိုလ်ကိုတက်ရောက်ခဲ့တာပါအဘိဓမ္မာတွေကိုလေ့လာနေက2022ခုနှစ်မှာအဘိဓမ္မာဒရာပွဲကိုရရှိခဲ့ပါသေးတယ်အဘိဓမ္မာဒရာပွဲအပြင်ပါဠိဘာသာနဲ့လေ့လာရတဲ့ဒီပါရန်က International Pali School ရဲ့ပါဠိသိပ္ပိဝိသိဋ္ဌဘူမိကဒီပလိုမာin ပါဠိအတန်းကိုအေအစင်းနဲ့အောင်မြင်ခဲ့သူဖြစ်ပါတယ်ရိုက်ကူးရေးတွေကြားတဲ့ကနေခက်ခဲနက်နေတဲ့ပါဠိစာပေတွေနဲ့အဘိဓမ္မာတရားတော်တွေကိုအချိန်ပေးလေ့လာခဲ့တာကြောင့်ဖူးဆောင်ကိုလေးစားကြတာပါလောကကြီးမှာရုပ်ရည်လှပတဲ့အမျိုးသမီးတွေအများကြီးရှိသလိုပညာတတ်တဲ့အမျိုးသမီးတွေလည်းအများကြီးရှိပါတယ်အနုပညာလောကမှာအောင်မြင်ကြော်ကြားမှုတွေကိုရယူထားနိုင်တဲ့အပြင်တစ်ဖက်မှာလည်းဘာသာတရားနဲ့ပတ်သက်တဲ့ပညာရက်တွေကိုလိုက်စားပြီးပါဠိစာပေမှာထွေးချွန်တဲ့အမျိုးသမီးဆိုတာကတော့လက်ချိုးရည်လိုရလောင်ကိုရှားပါတာပါဒါကြောင့်လည်းဖူးဆောင်ကယနေ့ခေတ်အမျိုးသမီးငယ်လေးတွေအားလုံးအတွက်လေးစားအတူယူစရာစံပြအမျိုးသမီးဖြစ်လာခဲ့တာပါဂျီအန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ